မျက်ရည်ဖောင်းနေတာဘာသုံးရမလဲဆိုပြီးမေးထားတဲ့ညီမလေးတွေအတွက်ဒီနေ့မှာမမိုးပြပြပေးမယ်နော်လုပ်လို့ရတဲ့ဟာလေးတွေကိုပြပြပေးပါမယ်သူကဘာလုပ်လို့ရလဲဆိုတော့ဒီ ethnic treatment တွေလုပ်လို့ရတယ် skin care လုပ်လို့ရတယ် face yoga လုပ်လို့ရတယ်ပေါ့နော်အဲ့ဒီထဲမှာကိုကအေးရေးပြက်လို့ဖုံးသုံးတာတွေများလို့အဲ့လိုအခြေအနေမျိုးဖြစ်တယ်ဆိုလို့ရှိရင် eye cream လေးကိုသုံးပေးလို့ရတယ် eye cream ကကြတော့သူက caffeine ပါတယ် caffeine တက်ဘယ်လိုပြောမလဲ caffeine တက် ingredient ပါတယ် eye cream မျိုးကိုသုံးပေးရမှာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်အဆင်ပြေတယ်တကယ်လို့ကိုကအသက်အရွယ်ကြောင့် anti aging ကြောင့်ပေါ့နော်အမျက်ရည်ဖောင်းနေတာမျိုးဒီအဲ့လိုမျိုးအသက်အရွယ်ကြောင့်ပါဒီလိုမျိုးပေါ့နော်အစီတွေကြောင့်မျက်ရည်ကြီးကဖောင်းပြီးအဲ့လိုတွဲကြနေတာမျိုးဆိုလို့ရှိရင်เนาะကိုကဒီ ethnic treatment တွေကိုသွားမှာပဲရမယ်အဲ့ဒါမှပဲမြင်မယ်ပေါ့နော်face yoga လုပ်လို့ရှိရင်မရဘူးလားဆိုတော့ရတယ် face yoga ဆိုလို့ရှိရင်အချိန်ယူရမယ်ကြာမယ်ပေါ့နော်အဲ့ဒါလေးကိုပြပြချင်တာပါတချို့ကြလို့ရှိရင်လည်းဒီမျက်အိပ်ဖောင်းနေတချို့မျက်အိပ်ဖောင်းနေလို့ပြောကြတာပေါ့နော်skin issue ဖြစ်တာပြောဒီလိုနေရာမျိုးမှာမျက်အိပ်ဖောင်းနေတချို့ဒီဘက်ဒီမှာကြတော့ခွက်နေတယ်အဲ့လိုမျိုးမညီညာတာမျိုးတွေဖြစ်တာပေါ့နော်ဖောင်းတဲ့နေရာဖောင်းပြီးခွက်တဲ့နေရာခွက်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့သူကမျက်အိပ်ဖောင်းတာမျိုးမဟုတ်ဘူး skin issue ဖြစ်တာပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်လည်းသူက ethnic treatment ကိုပဲသွားမှရပါမယ်အဲ့လိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ဘလို့ချင်းနေမျိုးတွေမှာလုပ်လို့ရတယ်မရဘူးဆိုတာလေးကိုမမို့ကပြန်ပြီးတော့ sharing လုပ်ပေးတာပါဒါဆိုလို့ရှိရင်တော့သိသွားမယ်လို့ထင်ပါတယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။တာယာသွန်းလေးဖြစ်ပါစေ။နောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်။တတား